ဆိုရင်ရောတဲ့မပြောင်းနိုင်တော့ဘူးလားဆိုမေတင်းတိတ်လေးအကြောင်းပြောပေးမယ်ကုသရခက်တဲ့တင်းတိတ်နဲ့ဘယ်လိုမျိုးတင်းတိတ်ကပို့ပြီးတော့ပျောက်တာမြန်တာလဲဘယ်လိုတင်းတိတ်ကပျောက်တာနှေးတာလဲဆိုတော့ပြောပြပေးမယ်ပေါ့နော်တင်းတိတ်မှာတော့အပြင်တင်းတိတ်ရဲ့အတွင်းတင်းတိတ်ရဲ့ရှိတယ်တချို့ဆိုလို့ရှိရင်လည်းပေါ့နော်ဒီအယောင်လေးတွေကအစားတချို့ဆိုငါတို့တင်းတိတ်ကြီးကမဲမဲကြီးမိုးလို့မပျောက်တော့ဘူးလားတချို့ကျတော့အပေါ်ရန်အရေးပြားရဲ့အပေါ်ရန်တော့မှစားထွက်တဲ့မဲမဲကြီးအဲ့ဒီမဲမဲကြီးကကုသရအရန်လွယ်ကူတယ်ပေါ့နော်တချို့ကျတော့လည်းစားထွက်တဲ့မိန်မိန်လေးတချို့ဆိုပြောကျမတို့တင်းတိတ်ကတော့မိန်မိန်လေးပါဒါပေမဲ့ဘာလို့မပြောင်းနိုင်တာလဲဆိုအတွင်းထဲမှာဖြစ်နေတဲ့တင်းတိတ်ဆိုတော့အချိန်ပေးရတာအရန်ကိုကြာပါတယ်ရှင်ဘာကြောင့်မဲတင်းတိတ်ဖြစ်ဖြစ်မေဦးတို့ဒီမပေါ်မဆလိမ့်တဲ့အရာကတော့ sunscreen ဖြစ်တယ် sunscreen ကိုသေချာအောင်လိမ့်ပေးရမယ်ပြီးသွားရင်တော့တင်းတိတ်အမဲဆက်ကိုတိတာတဲ့ထိရောက်တယ်ဒီလိုမျိုး skin care မျိုးလေးလည်းသုံးပေးပါသုံးတဲ့ခါမှာတော့ကိုယ့်ရဲ့တင်းတိတ်ပေါ်မှာမူတည်ပြီးတော့စိတ်ရှည်ပေးပါရှင်ဒါလေးကလည်းတင်းတိတ်အမဲဆက်တော့ကိုအဓိကထုတ်ပေးထားတဲ့ပစ္စည်းလေးဖြစ်ပါတယ်ဘယ်လိုမျိုးတင်းတိတ်ပဲဖြစ်ဖြစ်ဒီလိုမျိုးလေးကသေချာသုံးပေးမှဆိုအဆင်ပြေဆုံးဖြစ်မှာပါ